ဟီမန်ဒီနီဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကလူကယ်ဘရန်တစ်ခုဖြစ်တဲ့နာဂရှူးဆိုင်ကိုတွားရောက်ခဲ့ပါတယ်ရှင်ဒီဖနက်ဆိုင်ကလေးကတော့ဟိုချီမင်းမှာနာမည်ကြီးတဲ့ဖနက်ဆိုင်လေးတစ်ခုဖြစ်ပါတယ်ဟီမန်နိုင်ငံတစ်ခုကိုတွားလည်ပြီးဆိုရင်နာမည်ကြီးဘရန်တွေထက်အဲ့ဒီနိုင်ငံရဲ့လူကယ်ဘရန်တွေကိုဦးစားပေးပြီးဝယ်ဖြစ်ပါတယ်ဒီဖနက်ဆိုင်လေးကဈေးနှုန်းအဖြစ်လဲတက်တာပါတယ်ရှင်မြန်မာငွေနဲ့ဆိုရင်4000ဝန်းကျင်လောက်ကနေစပါတယ်ရှင်ဈေးလက်တန် quality လဲကောင်းလို့လူမြဲပြည့်နေတဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်ရှင်ဒီဇိုင်းစုံ size စုံလေးတွေရှိလို့ရွေးချယ်စရာလည်းအများများပြလွန်းလာပါတယ်ဟီမန်ကတော့ဟီမန်ကြိုက်တဲ့ဒီဇိုင်းတွေများလွန်းလို့မင်းကိုရွေးခဲ့ရပါတယ်ရှင်မိတ်ဆွေတို့လည်းဟိုချီမင်းကိုရောက်ခဲ့မယ်ဆိုရင်ဒီဖက်နဲ့ဆိုင်ကလေးကိုတွားရောက်လေ့လာဖို့ဒီမန်ကအကြံပြုချင်ပါတယ်ရှင်